အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ငရင်ကိုမကြည့်သည့်အစီအနှစ်ကလေးနဲ့တေချာလေးချက်ပြတ်မှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ငရင်ကိုအရသာလေးအနည်းငယ်လေးနဲ့နေထားလိုက်ပါမယ်ဒီလိုနေထားတဲ့အချိန်မှာကြက်သွန်ဖြူကိုတေချာလေးညစ်အောင်ထောင်းထားပါမယ်ဥမာစီထဲမှာစီပူလာပြီဆိုတော့ねကျွန်တော်တို့စိမ့်စာငပိအနည်းငယ်ရဲ့ထောင်းထားတဲ့ကြက်သွန်ဖြူကြက်သွန်ရဲ့စနေမှုအနေငယ်ရဲ့အယောင်တဲမှုအနေငယ်ကိုထိပြီးတော့စီကိုကြက်အောင်ရှက်လိုက်ပါမယ်စီကြက်လာပြီဆိုတော့ねနေထားတဲ့ငရင်ကိုထိပါမယ်ထိပြီးတော့ခဏနဲ့နေအောင်မွေလိုက်ပါမယ်ပြီးတော့အိုးလေးဖုံးပြီးခဏချက်ထားလိုက်ပါမယ်အဲ့ဒီချိန်မှာမကြည့်သည့်အဆင့်ကိုတေချာလေးညစ်အောင်ထောင်းထားပါမယ်ဒီလိုနေထားရောက်ပြီဆိုတော့ねငရင်လေးကြက်ပြီဆိုတော့ထောင်းထားတဲ့မကြည့်သည့်အနှစ်ကိုထိမင်းအရည်လေးကိုလေးလိုတလောက်ထိပါမယ်ပြီးရင်တော့အိုးလေးဖုံးပြီးတော့ထက်ချက်ထားပါမယ်ကိုလိုတဲ့အရည်ကိုလိုတလောက်လေးဖြစ်ပြီဆိုတော့ကျွန်တော်တို့အပေါ်ကရှမ်းနန်နန်လေးအောက်လိုက်ပါမယ်ခင်ဗျာခုဆိုရင်တော့စားကောင်းတဲ့မကြည့်သည့်အနှစ်ရှစ်ငရဲဟင်းလေးတစ်ခွက်ရရှိပါရှင်တော့ပါပြီခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ